လေဝေးရဟောနော်ဦးကျော်ငိမ့်လူတကာကြီးဦးကျော်ငိမ့်ကနေပြောမှကျွန်တော်အလူပွဲလေး9ပါတယ်ပြီးတော့မန္တလေးကဘေးရရွှေချာဘေးရရွှေချာကထိန်ပွဲကနေမှလည်းဖိတ်တယ်ပေါ့နော်ကထိန်ပွဲကိုတက်ဖို့တက်ပိတ်လို့ကျွန်တော်အဲ့မှာလည်းတွားရောက်ပြီးပြောပြခဲ့ရပါသေးတယ်အဲ့လိုအဲ့မှာကကိုယ်လည်းသွားဆိုတော့လေဒီတက်နဲ့ကိုတဲ့တွေ့ရတယ်ပါမှာဘယ်လိုဖြစ်လဲဆိုအဲ့ကအရင်အားပေးတယ်ပေါ့နော်အရင်အားပေးရန်ချန်တဲ့အတွက်ကျွန်တော်ပေါ့နော်အောက်ကပရိသတ်တွေအများကြီးလက်ကုပ်တွေတီးကျွန်တော်ဆိုတဲ့ခါကျတော့အကုန်လုံးကကျွန်တော်လည်းမမတ်ရအဲ့မှာကိုဖော်ဝေးရဲ့ရွှေမိုးရောအရှိမိုးရတဲ့ချင်းလေးနဲ့ဖြောပြပေးခဲ့တာပထမဆုံးအဲ့တပုတ်ပဲဆိုခွင့်ရလိုက်တာအဲ့ညာကျွန်တော်ရောက်သွားလဲနောက်ကြတယ်အရှိမအကိုစီနီယာကိုကြီးကလည်းနာမည်ကြီးကိုကြီးအများကြီးပဲလေဟိုတားတယောက်ပဲတားနာမည်မှမကြီးသေးရဆိုတော့အဲ့လိုမျိုးတပုတ်ပဲဆိုလိုက်ရတယ်အဲ့ရွှေမိုးရဆိုတဲ့ချင်းလေးအဲ့မှာဆိုင်ဖွဲဆိုဥပေတော့ပါတယ်ဥပေတော့ဆိုလဲတာကိုတွဲခေါ်ပါတယ်ဥပေတော့အရန်တပုတ်ကောင်းတယ်တားလေးလာပါဆိုမှလဲဆိုတာအဲ့မှာစတစ်ပါသွားတာစတစ်ကမဖတ်ဘူးတာစတစ်ကမဖတ်လည်းမဖတ်တော့တာအားနဲ့တားလေးအားဆိုလို့ရှိရင်ရွှေမိုးရရလားဟုတ်ကဲ့ရတယ်ဆရာလို့ရတယ်လို့ဥပေတော့ထားရတယ်ဆိုနိုင်တယ်လို့ဆိုတော့ဥပေတော့ကီဘုတ်ဆရာနေမှာရွှေမိုးရအောင်တီးပြီးကျွန်တော်အဲ့ချင်းလေးဆိုလိုက်ဟိုတားလေးပြောပါပဲဆိုလိုက်တယ်ကခုံပြီးအောက်ကပရိသတ်တွေကလည်းကခုံပြီးရန်အားပေးကြပါတယ်အဲ့ဒီဗီဒါတို့ကလည်းအားပေးတယ်ဒီဗီဒါရှေ့ချမိသားစုကလည်းရန်အားပေးတယ်တားကိုစုနေလဲအများကြီးချလိုက်ပါတယ်ရွှေမိုးတွေရွာဝေမိုးတွေရွာဒီချက်မြတ်မစားအဲ့ဒီလုံးချမ်းသာလေးများဒီရရင်ဝေးလို့ပါဆိုဒီတော့တောင်းဝဲတီပါစေခင်ဗျာဒီလိုအလုံးကိုခွေလမ်းတွေခွေလာကြပါစေစိတ်ကြိုတွေမကြပေါ့လို့တစ်သေးကြီးဖြစ်ပါစေအလုံးကိုခွေလမ်းတွေခွေလာကြပါစေစိတ်ကြိုတွေမကြပေါ့လို့တစ်သေးကြီးဖြစ်ပါစေဒီကြောင့်ဝဲပေါက်တာဆိုင်တွေသမားတွေပေါ်ပါစေတောင်းတို့ဦးကြီးတို့တွေလက်ထမငွေပြီးတော့ကြော်နိုင်ကြပါစေအဲ့တော့ကျွန်တော်ပေါ့နော်အဓိကတော့ဗာလဲဆိုတော့အောက်ကပရိသတ်တွေအများကြီးအားပေးတဲ့အတွက်ပျော်တာပေါ့နော်ဟိုဆိုရတာဟိုကိုတချင်းဆိုတာဝါသနာပါတယ်ကိုအားပေးတဲ့ပရိသတ်ရှိရဆိုတော့တကယ်အတိုင်းမသိဝမ်းတာခဲ့ပါတယ်အရင်ပျော်ခဲ့တယ်